skin care ကတော့အမြဲလုံးနေရဲ့စီရန်တစ်ခါမှထည့်မသုံးအခုမှစီရန်စပြီးတော့သုံးပါအဲ့တော့ဘာစီရန်ကိုဘယ်လိုသုံးရမလဲမသိဘူးဆိုတဲ့သူတွေအတွက်စီရန်ကိုရွေးချယ်နေပြပြပေးမယ်ချွေးပေါက်ကျဲတယ်ပြီးလို့ရှိရင်မျက်နှာသားရလည်းမညီညာဘူးဖြူရနေရဖြူတယ်မဖြူရနေရမဖြူဘူးပေါ့နော်အဲ့လိုမျိုးမျက်နှာသားကြီးမညီညာဘူးချွေးပေါက်လည်းကျဲတယ်အဲ့လိုလူတွေကကျတော့နစီနမိုက်ပါတဲ့စီရန်ကိုသုံးလို့ရတယ်ဒါမှမဟုတ်ကိုကအမဲဆက်တင်မှဲကြောက်ရှိတယ်ချွေးပေါက်လည်းကျဲတယ်အဲ့လိုဆိုလို့ရှိရင်တော့အဲ့နစီနမိုက်မသုံးမနဲ့ FR အဘူတင်ကိုသုံးလို့ရပါတယ်အဲ့လိုမဟုတ်ဘူးဟင်းအရေးချောင်းတွေရှိနေရအရေးချောင်းတက်တာကျင်တာမျက်နှာအရေးချောင်းကင်းပြီးတော့ជីဝန်းဝန်းလေးဖြစ်ချင်တာအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဒီလိုမျိုး Hyaluronic ပါတဲ့စီရန်ကိုရွေးပြီးတော့သုံးလို့ရပါတယ်စီရန်ကိုဘယ်အဆင့်မှာသုံးရမှာလဲတဲ့စီရန်ကကြတော့တိုနာသုံးလို့ရှိရင်သုံးလို့ရတယ် skin care လုပ်တဲ့အခါမှာဘယ်အဆင့်မသိဘူးဆိုလို့ရှိရင်ဒီလက်ကလေးပေါ်ကိုဒီလိုနေရာလေးပေါ်ကိုတင်ကြည့်လို့လည်းရတယ်ကျဲရကနေပြီးတော့ပြည့်ရအောင်သွားမှာတိုနာအရင်ကျဲလာတိုနာရင်သုံးမယ်တိုနာပြီးလို့ရှိရင်ဘေဟာက cream ပေါ့နော်ဒီ moisture ပေါ့ moisture အဆင့်ကိုမရောက်ခင်ညတို့ဒီ moisture ဆိုအရင်ပြစ်တယ်လေပြစ်တဲ့ဟာကိုအနောက်မှာထားပို့ပြီးတော့ကျဲရသည်အရှိမအရင်ထားပါပြီးလို့ရှိရင်တိုနာပြီးရင် serum ပြီးမှ moisture အဲ့လိုမျိုးသွားပြီးတော့လိမ့်လို့ရပါတယ်နော်